ပြီးတော့ပြောတော့ပင်လယ်ငါးလေးတွေစားပြီးတာလေမစိုးဘူးကောင်းတဲ့နေရာမှာပါတယ်ပေါ့နော်အဲ့ဒါလေးကိုရွေးချယ်ပြီးတော့စားကြပါတခုရှိတယ်ကျွန်တော်မြန်မာလူမျိုးတွေကကြတော့ပင်လယ်ငါးတွေကိုတိတ်ပြီးတော့မစားကြဘူးဘာလို့မစားကြဘူးလို့ထင်လဲခုနကညီမလေးတယောက်ပြောတယ်ငကြင်းတို့ငရက်တို့ဆိုရင်တော့ကျွန်တော်တို့အရန်ကြိုက်ကြတယ်ကျွန်တော်အမေတွေရောအဖွားတွေရောအတော်တွေရောအကုန်လုံးကဒီငါးမျိုးဆိုတော့သူတို့ကြိုက်တယ်ငခုစားမလားငရက်စားမလားငကြင်းစားမလားသူတို့စားကြတယ်ဒါပေမဲ့ပင်လယ်ငါးဆိုရင်တိတ်မစားကြဘူးဘာလို့မစားကြတာလဲဈေးကြီးပြီးတော့ဝယ်ရခက်လို့ပါဆရာပင်လယ်ငါးကဈေးကြီးတာဟလားပင်လယ်မဟုတ်ကျွန်တော်ထင်တာပင်လယ်ငါးနဲ့ရေချိုငါးနဲ့ကဈေးကအဲ့လိုမျိုးအရန်ကွာသွားလားကျွန်တော်မသိလို့နော်ဟိုခုနတူနာတို့ဆာလမွန်တို့ဆိုတော့အရန်ဈေးကြီးတယ်ကျွန်တော်သတိထားမိတယ်ဒါပေမဲ့ဟိုငမုတ်တို့ဘာလို့ငမုတ်တို့ဘာလို့ ਨੇ ငကျင်းနဲ့ကအရန်ဈေးကွာလားမသိလို့မေးတာနော်အဲ့ဒါကြောင့်မချက်တာတော့မဟုတ်ဘူးလို့ကျွန်တော်ထင်တယ်ငါးဈေးကတော့အရန်ကြီးတော့မကွာလောက်ဘူးလို့ကျွန်တော်ထင်တယ်တယောက်ကတော့ပြောရတယ်လေပင်ကြီးယောဂဖြစ်မှာစားနေကြသဘောစားနေကြဆိုတော့ okay အဲ့တော့ဘာကြောင့်ခုနကကျွန်တော်ပြောတဲ့ငါးတွေကိုပဲသူတို့ကစားနေကြဖြစ်နေတာလေကျွန်တော်မြန်မာကျူလူ လာ မျိုးတွေ တော့ က ပူးချူလို့ ပိုချိုလို့ဟုတ်တယ်ရေချိုငါးတွေဆိုတော့ပိုချိုလို့ပေါ့အဲ့ဒါလည်းဟုတ်တယ်နောက်တစ်ခုကကြတော့ဘာလဲဆိုတော့ ရှားရှည်ခင်အောင်လည်းငန်းငန်းနေဆရာငန်းပါနေလို့ငံပါလို့โอเคအဲ့ဒါလည်းဟုတ်နိုင်တယ်အများဆုံးငန်းပြောနေကြဟုတ်ဟိုကျွန်တော်အဖွားတွေပေါ့နော်အဖွားတွေအတော်တွေအမေတွေပြောနေကြ complaint တစ်ခုအဲ့သူတို့ပေးတဲ့ reason တစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့လေပင်လယ်ငါးကိုသူတို့ဘာလို့မစားတာလဲဆိုတော့ညှီလို့တဲ့ချက်ရင်ညှီလုံးကကြည့်လို့ပေါ့နော်ညှီတယ်ညှီအဲ့ဒါတော့ဟုတ်တယ်ဟုတ်နော်ဒီမှာဟင်းချက်တဲ့သူတွေဆိုသိတယ်နုံနှံ့ရတယ်ညှီနှံ့ရလို့ပေါ့ညှီနှံ့ရတဲ့အတွက်ကြောင့်သူတို့ကမစားကြတာအဲ့ဒါဟုတ်ပါတယ်ဘာလို့ညှီတာလဲဘာလို့ညှီတာလဲဆိုတော့ပင်လယ်ငါးမှာအိုမီဂါ3တွေပါပါတယ်အိုမီဂါ3ကငညှီနှံ့ငါးကြီးစီနှံ့လို့ငါးညှီနှံ့လို့လိုမျိုးရပါတယ်အဲ့ဒါကြောင့်မို့တော်တော်များများကကျွန်တော်မြန်မာလူမျိုးတော်တော်များများကပင်လယ်ငါးတွေကိုတိတ်မစားကြဘူးများသောအားဖြင့်ပင်လယ်ငါးတွေကိုငချောက်လောက်ကြတာများတယ်ပေါ့နော်ဒါပေမဲ့မြစ်ဝကျွန်းပေါ်နဲ့ကမ်းရိုးတန်းတစ်လျှောက်ကလူတွေမှာဆိုတော့ပင်လယ်ငါးကောင်းကောင်းစားတယ်သူတို့တွေဆိုကျန်းမာရေးကောင်းကြမှာပေါ့နော်တချို့ကတော့ပြောတယ်ဒီမှာတယောက်ကပြောတာလေဗင်းကြီးယောဂဖြစ်မှာဆိုလို့ပါတဲ့မင်းမသွားဘူးတဲ့ဒီမှာမလာခဲ့တဲ့မင်းစတီးပိုက်တွေပါကြောင့်မင်းပြုတ်မရှိတယ်လို့လေဗင်းကြီးယောဂဖြစ်မှာဆိုလို့ဆိုတော့တစ်ဖက်ကနေပြန်စဉ်းစားရင်တော့ပင်လယ်ငါးတွေကကျွန်တော်တို့ iodine တက်တွေများပါတယ်လေဗင်းကြီးယောဂရှိနေတဲ့သူတွေမှာဆိုရင်တော့ကျွန်တော်တို့ပင်လယ်ငါးတွေကိုဆရာဝန်တွေကမှားလိုက်လိမ့်မယ်ပင်လယ်ငါးမစားနဲ့ပါညာဆိုပြီးတော့မှားလိုက်ပါလိမ့်မယ် thyroid hormone များနေတဲ့သူတွေဆိုရင်ပေါ့နော်ပုံမှန်လူတွေဆိုရင်တော့မှာတော့မဟုတ်ဘူးပေါ့စားလို့ရပါတယ်เนาะအဲ့တော့ကိုကကင်ဆာဖြစ်နေတယ်ဟို thyroid hormone များတဲ့ယောဂမဟုတ်ဘူးဆိုရင်တော့ပင်လယ်ငါးစားလို့ရပါတယ်เนาะပြီးတော့နောက်တစ်ခုကပြောနေနေမိတော့လို့ညှီတဲ့အတွက်ကြောင့်ကျွန်တော်တို့တော်တော်များများကဒီပင်လယ်ငါးကိုသိမစားကြင်ကြဘူးပေါ့နော်ဒီအဲ့ရည်ရွယ်ချက်နဲ့မစားကြတာဖြစ်ပါတယ်အမှန်တကယ်တော့စားလို့ရတယ်เนาะပြီးတော့တချို့ကြောက်လေခုနပြောတဲ့တယောက်ပြောတာကြားလိုက်တယ်ငံလို့တဲ့ဟုတ်တယ်ပင်လယ်ငါးလေးတွေကငံနဲ့ငံနေဆိုတဲ့ခံစားချက်ကိုတော့ရစေဒါပေမဲ့တချို့ကပြောတယ်ပင်လယ်ငါးတွေစားရင်သွေးတိုးတယ်လို့ပြောကြတယ်အဲ့လိုတော့လည်းမဟုတ်ဘူးပေါ့နော်ပင်လယ်ငါးစားရင်သွေးမတိုးပါဘူးအရသာလေးကငံနေဆိုရင်ဟိုတိတာလေဟင်းချက်တဲ့အချိန်မှာပင်လယ်ငါးချက်ပြီးဆိုစားလျှော့ရမယ်ဆိုတာတော့ဒါဟင်းချက်တဲ့သူတိုင်းမှာသိကြတယ်ပေါ့နော်ဒါဟင်းစားချက်တဲ့လူတွေဆိုတော့တိတ်တော့တိမှာတော့မဟုတ်ပေမဲ့တော်တော်များများကတော့ပင်လယ်ငါးစားရင်စားလျှော့ရမယ်အငံလျှော့ချက်ရမယ်ဆိုတာလေးသိထားတယ်ပေါ့အဲ့တော့ဟိုပင်လယ်ငါးကြီးတက်စားယုံနေရတော့သွေးမတိုးစေပါဘူးเนาะအဲ့တော့စားလို့ရပါတယ်ပြဿနာမရှိပါဘူးကျွန်တော်ကင်ဆာဝေဒနာရှင်တွေအနေနဲ့လည်းပင်လယ်ငါးစားသင့်လားဆိုတော့စားသင့်တယ်မှာပါပါတယ်စားပါ